မွေးရေးကြီးရေးအရေးအရာမှာခံကောင်းစေဖို့ဖုန်းနံပါတ်တွေကိုကိုယ်တိုင်ဘယ်လိုရွေးချယ်ပြီးတော့ဝယ်ယူရမှာလဲတကယ်တော့နံပါတ်တွေကဆက်သွယ်ရေးကိရိယာတစ်ခုထက်အများကြီးပိုပါတယ်နံပါတ်တွေမှာသူတို့ရဲ့နံပါတ်တစ်ခုချင်းစီအလိုက်ကိုယ်ပိုင်စွမ်းရည်ကိုယ်ပိုင်အတိတ်ပဲကိုစီရှိကြပါတယ်ဒီအရာမှန်ကန်ကြောင်းအရှိတိုင်းနိုင်ငံတော်တော်များများကယုံကြည်ကြပါတယ်လူတစ်ယောက်ရဲ့ကံကြမ္မာလူတစ်ယောက်ရဲ့မွေကြီးအပေါ်အများကြီးတက်ရောက်နိုင်ပါတယ်ဒီနေ့ကျွန်တော်မွေဝင်လမ်းကြောင်းဖြောင်းဖြူးစေဖို့ရွေးချယ်ရမယ့်ကဏ္ဍလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာပါရွေးချယ်ရမယ့်ပုံစံတွေကိုလည်းကျွန်တော်ပြောပြပေးသွားမှာပါဒီဗီဒီယိုကိုကြည့်ပြီးသွားပြီးဆိုရင်ကိုယ်တိုင်ကိုယ်ကျစနစ်တကျရွေးချယ်ဝယ်ယူတတ်သွားမှာပါဆိုတော့ဖုန်းနံပါတ်ကိုကျွန်တော်တို့အပိုင်း၃ပိုင်းခွဲပြီးတော့တပိုင်းချင်းစီရဲ့အတိတ်ပဲရွေးချယ်ရမယ့်ကဏ္ဍရှောင်ရမယ့်ကဏ္ဍတွေကမတူပါဘူးဥပမာအရှိမခွန်ထိတ်လို့မရဘူးဆိုပေမဲ့အနောက်မှာခွန်ထိတ်လို့ရရှင်ရနေလိမ့်မယ်ဖုန်းနံပါတ်တွေကိုအပိုင်း၃ပိုင်းနဲ့ကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ်အရှိဆုံး၃လုံးကတစ်ပိုင်းအလယ်၃လုံးကတစ်ပိုင်းအဆုံးအဖြတ်ပေးမဲ့နောက်ဆုံး၄လုံးကတစ်ပိုင်းပဲဖြစ်ပါတယ်ဆိုတော့အရှိဆုံးအပိုင်းကိုကျွန်တော်တို့ကြည့်လိုက်ကြရအောင်အရှိဆုံးပိုင်းကကျွန်တော်တို့ဖုန်းနံပါတ်ဝယ်တဲ့အခါမှာပေါ့နော်အိမ်ဆောက်တယ်လို့မျိုးပါပဲအရှိဆုံးပိုင်းကဖောင်ဒေးရှင်းနဲ့တူပါတယ်အုတ်မြစ်လို့ခေါ်ပါတယ်အဲ့ဒီအုတ်မြစ်မကောင်းဘူးဆိုရင်ကိုဆောက်တဲ့အိမ်ကတည်ငြိမ်မှုမရှိတော့ဘူးပေါ့နော်အရှိ၃လုံးကအဓိကပါအရှိ၃လုံးကို39 38 36အဲ့ဒီနံပါတ်တွေထားလို့ကောင်းပါတယ်ထားသင့်ပါတယ်39 38 36ကအလုပ်နဲ့ဝင်မွေလမ်းကြောင်းကိုတည်ငြိမ်စေပါတယ်သူတို့ထိန်းထားပေးနိုင်ပါတယ်ဆက်ကျင်ဘက်အနေနဲ့မရွေးချယ်တဲ့နံပါတ်ကခုနောက်ပိုင်းမှာထွက်လာတဲ့34တို့39တို့လုံးဝရှောင်ကျဉ်သင့်ပါတယ်အရှိပိုင်းနံပါတ်တွေက34နဲ့39စတယ်ဆိုရင်မွေရေးကြီးရေးနဲ့အလောက်ကန်တွေကိုတည်ငြိမ်မှုမရှိစေပါဘူးဆိုတော့အရှိသုံးလုံးရဲ့တတိယကဏ္ဍကိုရောက်ရှိလာပါပြီတတိယကဏ္ဍတွေမှာလည်းသူတို့ရဲ့စီးမြင့်တွေရှိပါသေးတယ်ဥပမာ39ရဲ့နောက်မှာရှောင်ရမယ့်ကဏ္ဍတွေရှိပါသေးတယ်အဲ့ဒီတတိယနေရာကအိမ်အဝင်တကားမလို့ပါပဲပေါ့နော်သူ့ဟာနဲ့သူအရေးကြီးပါတယ်ဒီတတိယနေရာမှာသုံးလို့အကောင်းဆုံးကဏ္ဍတွေကကဏ္ဍနံပါတ်1 2 3 4အဲ့ဒီကဏ္ဍလေးတွေကိုသုံးလို့ရပါတယ်အဲ့ဒီကဏ္ဍလေးတွေကမွေးကြီးရေးကံကောင်းစေပါတယ်ကျွန်တော်အခုပြောနေတာကမွေးကြီးရေးကံကောင်းစေဖို့ကဏ္ဍတွေကိုဘယ်လိုရွေးချယ်ရမလဲဆိုတာကိုပဲကျွန်တော်ပြောတာပါတခြားအလုပ်ကိစ္စကဏ္ဍတွေကိုကျွန်တော်ပြောတာမဟုတ်ပါဘူး1 2 3 4အဲ့ဒီကဏ္ဍတွေကအစပြိုးခြင်းကြီးပွားတိုးတက်ခြင်းကိုကိုစားပြုပါတယ်ဆက်ကျင်ဘက်အနေနဲ့ရှောင်ရမယ့်ကဏ္ဍတွေက6နဲ့ခွန်ပဲဖြစ်ပါတယ်ကဏ္ဍ6နဲ့ကဏ္ဍခွန်ကအရှိပိုင်းမှာရှိနေမယ်ဆိုရင်မွေရေးကြေးရေးစုဆောင်းမှုအပိုင်းမှာအသားစီးတွေဖြစ်လာနိုင်တယ်ပေါ့နော်ရှာတလောက်လည်းပြန်ကုန်လွယ်တာပေါ့နော်မွေယူပေါက်တွေများပါတယ်ကျွန်တော်ပြောတာရှင်းရလားမသိဘူး39 38 36အဲ့ဒီတွဲတွေသုံးသစ်ပါတယ်34 39ခုမသုံးသစ်ပါဘူး39ရဲ့နောက်မှာ1 2 3 4အဲ့ဒီကဏ္ဍလေးတွေသုံးလို့ရပါတယ်6နဲ့ခုမထည့်သေးပါဘူးဆိုတော့အခြေခံအုတ်မြစ်ပြီးသွားပြီဆိုတော့အလဲ3လုံးကအဲ့ဒီအပေါ်မှာစောက်မဲ့အိမ်လို့ပါပဲအလဲ3လုံးကဖုန်းနံပါတ်ရဲ့နှလုံးသားပါအလဲ3လုံးကလူတယောက်ရဲ့အလုပ်အကိုင်းမွေးကြီးရေးစီစဉ်မှုစိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုတို့ကိုအဓိကတိုက်ရိုက်တိုက်ဆိုင်နေပါတယ်ဆိုတော့၄လုံးမြောက်ကဏ္ဍမှာဆိုရင်လမ်းနှစ်သွယ်ရှိပါတယ်ကိုကအာနာရှင်လားကိုကမွေးကြီးရေးကံကောင်းစေဖို့တက်ပဲလားအဲ့ဒီလမ်းနှစ်သွယ်ကိုကရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်ကိုကလူကြီးရက်ွက်ထဲမှာလူကြီးပြီးတော့ကောင်းဆောင်မှုအပိုင်းကိုကိုကအလုပ်နေတယ်ဆိုရင်အာနာနဲ့ဆိုင်တဲ့နံပါတ်တွေကိုကိုကရွေးချယ်ဝယ်ယူရမှာဖြစ်ပါတယ်အခုဗီဒီယိုမှာကျွန်တော်မွေးကြီးရေးပိုင်းကိုပြောနေတာဖြစ်တော့ကြောင့်မွေးကြီးရေးနဲ့ဆိုင်တဲ့နံပါတ်တွေကိုပဲကျွန်တော်ပြောပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနေရာမှာအသုံးပြုလို့အကောင်းဆုံးနံပါတ်တွေက9 8 5 4ဒီကဏ္ဍ၄လုံးက၄လုံးမြောက်နေရာမှာရွေးချယ်ပြဖို့အကောင်းဆုံးနေရာပဲဖြစ်ပါတယ်9 8 5 4ကမွေးကြီးဆိုင်ရာအခွင့်အလမ်းကောင်းတွေကိုရရှိစေပါတယ်ကဲအခု9လုံးမြောက်နေရာအကြောင်းကျွန်တော်တို့ဆက်ပြောလိုက်ကြရအောင်9လုံးမြောက်နေရာမှာအရန်စိတ်ဝင်စားစရာကောင်းပါတယ်အဲ့ဒီနေရာမှာလူတစ်ယောက်ရဲ့ပျော်ရွှင်ခြင်းဝမ်းနည်းခြင်းကိုကိုစားပြုပါတယ်အဲ့ဒီ9လုံးမြောက်နေရာမှာကိုကပျော်ရွှင်စေတတ်တဲ့နံပါတ်တွေကိုရွေးပြီးတော့ထည့်ထားရမှာဖြစ်ပါတယ်မ
မပျော်မရွှင်ဖြစ်စေတဲ့နံပါတ်တွေကိုထည့်ထားမယ်ဆိုရင်အလုပ်မှာဘောကမပျော်ရွှင်ပဲနဲ့ဝင်မွေလမ်းကြောင်းကိုထိခိုက်စေပါတယ်အလုပ်မှာပျော်ရွှင်လေမွေဝင်လမ်းကြောင်းကောင်းလေပဲဖြစ်ပါတယ်ကိုပျော်ရွှင်စေတဲ့နံပါတ်တွေက2 4 5 6ပဲဖြစ်ပါတယ်အဲ့ဒီ2 4 5 6ကအရန်ကိုကောင်းပါတယ်အလုပ်ပေါ်မှာအကောင်းမြင်စိတ်ရှိတယ်ဖန်တီးနိုင်စွမ်းရှိတယ်ပြီးတော့အလုပ်ကိုပျော်ရွှင်စွာလောက်ကင်လိုစိတ်ဖြစ်ပေါ်စေပါတယ်ဗီဒီယိုအကျုပ်ချဲ့လောက်တာများသွားလို့ကျွန်တော်ဆက်ပူပြီးတော့ပြတ်သွားပါပြီဒုတိယပိုင်းကိုကျွန်တော်နောက်ပုံစံတစ်မျိုးနဲ့စူးစမ်းပြီးတော့တင်ပေးသွားပါမယ်ဆိုတော့အခုအလယ်ပိုင်းရဲ့နောက်ဆုံးအလုံးကိုကျွန်တော်တို့ပြောလိုက်ကြရအောင်ဒီအပိုင်းကအရှိကအပိုင်းလောက်အဓိကမကြပေမဲ့ဒီနေရာမှာရွေးချယ်လို့မှားသွားမယ်ဆိုရင်အရှိပိုင်းကကဏ္ဍတွေအားနည်းသွားနိုင်ပါတယ်6လုံးမြောက်နေရာမှာလုံးဝရှောင်တဲ့နံပါတ်တွေက3ညတိခိုမဲ့ဖြစ်ပါတယ်3ညဆိုတဲ့ကဏ္ဍကဘယ်မှရကျိုးမနှက်စေပါဘူးကိုလုံရင်လောက်တလောက်ကိုပြန်မရဘူးပေါ့နော်ပြီးတော့3ညပြီးရင်တစ်ကခေါင်းအရန်မာတယ်ပြီးတော့အထိကြံချင်းကိုပြတယ်တစ်နံပါတ်ကခေါင်းမာချင်းကိုစားပြုတ်တယ်ဆိုတာကတစ်ကနေကြိုကိုစားပြုတ်နေလို့ပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာတစ်ကိုထားမယ်ဆိုရင်ကိုလုပ်တဲ့လုပ်ငန်းတွေကအထောက်ပံ့မှုနည်းမယ်သူများတွေကကိုတိတ်ပြီးတော့မကူညီကြဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်ပါတယ်3ညတစ်ပြီးတော့ခွန်ကဖိအားများစေတယ်ဖိအားနဲ့ဝန်ထုတ်ဝန်ပိုးကိုစားပြုတဲ့အတွက်အဲ့ဒီမှာခွန်ထားမယ်ဆိုရင်ကိုအရန်ကိုဖိအားများစေပါတယ်ကိုရဲ့အပူတွေသို့မဟုတ်မိသားစုရဲ့အပူပင်တောကတွေကိုကိုကခေါင်းပေါ်မှာရွက်ထားတယ်လို့မျိုးဖြစ်တတ်ပါတယ်ဆိုတော့ပထမ3လုံးလဲပြီးသွားပြီအလဲ3လုံးလဲပြီးသွားပြီဆိုတော့အခုနောက်ဆုံးပိုင်းအဆုံးဖြတ်ပေးမယ်အပိုင်းလူတယောက်ချမ်းသာမှာလားဆင်းရဲမှာလားဆိုတာကိုဆုံးဖြတ်ပေးမယ်နောက်ဆုံးအပိုင်းကိုရောက်ရှိလာပါပြီနောက်ဆုံး4လုံးရဲ့ပထမဆုံးတစ်လုံးကလုံးဝရှောင်ကျဉ်တဲ့နံပါတ်ကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့ဒီညမှာ3ညနဲ့ခွန်လုံးဝမထည့်သေးပါဘူးကံကောင်းခြင်းတွေကိုပိတ်ဆို့စေပါတယ်အညက်တွေဘက်ကိုကဥတီသွားစေပါတယ်ပြီးတော့8လုံးမြောက်နဲ့9လုံးမြောက်နေရာမှာအသွဲတွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တစ်လုံးချင်းစီတော့မပြောပြတော့ပါဘူးဒီနေရာမှာအသွဲတွေကိုအတိကရှောင်ရမှာဖြစ်ပါတယ်ရှောင်ရမယ့်အသွဲတွေကတစ်ခွန်တစ်ခွန်ပြီးတော့တစ်အဲ့ဒီအသွဲတွေက8လုံးမြောက်နဲ့9လုံးမြောက်နေရာမှာလုံးဝရှောင်ကျဉ်တဲ့ပါတယ်တစ်ခွန်ကကိုစကားပြောမကောင်းစေဘူးပေါ့နော်စကားပြောပြင်းထန်စေပါတယ်ဘယ်လိုပြောရမလဲဆိုတော့ကိုကစကားပြောလိုက်ရင်ရောလူတစ်ဖက်သားမနာထောင်ခြင်းတာမျိုးဖြစ်တတ်ပါတယ်ကိုစကားအရင်ကျန်းနေတာမျိုးဖြစ်တတ်ပါတယ်ပြီးတော့အဲ့ဒါကြောင့်ပဲကိုလုပ်ငန်းမှာအတိုက်ခံတွေဖြစ်ပေါ်စေတတ်ပါတယ်နောက်အသွဲတစ်ခုကခွန်ကပင်ပန်းမှုနှစ်ဆလို့ပြောလို့ရပါတယ်ခွန်ကနန်းကဖိအားများခြင်းဝန်ထုတ်ဝန်ပိုးများခြင်းကိုစားပြုတဲ့အတွက်ခွန်နှလုံးပူးထားမယ်ဆိုရင်ပင်ပန်းမှုကနှစ်ဆဖြစ်သွားမှာပါပြီးတော့နောက်တစ်သွဲကတစ်ကအထိကျန်မှုကိုစားပြုတဲ့အတွက်တစ်နှလုံးဆက်နေမယ်ဆိုရင်ပို့ပြီးတော့ဆိုးသွားမှာပေါ့ဗျာ8လုံးမြောက်နဲ့9လုံးမြောက်နေရာမှာဒီအသွဲတွေကိုလုံးဝမရွေးသင့်ပါဘူးဆိုတော့ကျွန်တော်ခုပြောလာတာအခုဆိုရင်နောက်ဆုံးကဏ္ဍကိုရောက်ရှိလာပါပြီနောက်ဆုံးကဏ္ဍကအလွန်အရေးကြီးပါတယ်လူတစ်ယောက်ရဲ့စိုးချင်းကောင်းချင်းကိုသိနိုင်ပြောနိုင်တဲ့ကဏ္ဍနေရာပေါ့နော်ဒီနောက်ဆုံးကဏ္ဍကဒီနေရာမှာရွေးချယ်တဲ့အကောင်းဆုံးကဏ္ဍတွေက2 5 8 9အဲ့ဒီ4လုံးပဲဖြစ်ပါတယ်2 5 8 9ကမွေးကြီးပိုင်းဆိုင်ရာမှာရွေးချယ်ဖို့အကောင်းဆုံးကဏ္ဍလေးတွေပါဆိုတော့ကဏ္ဍရဲ့အချင်းချုပ်လေးတွေကိုကျွန်တော်ပြောလိုက်ကြရအောင်နှစ်ကနုညံ့တိမ်မွေ့တဲ့စကားပြောကောင်းတဲ့နှစ်ကလမင်းကိုစားပြုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပြီးတော့ငါကဉာဏ်ပညာနဲ့အောင်မြင်မှုတွေကိုကိုစားပြုပါတယ်တင်ယူမှုအပိုင်းမှာအရန်ကောင်းတယ်ပြီးတော့တည်ငြိမ်မှုရှိစေပါတယ်ပြီးတော့အဆုံးမှာရှိနေမယ်ဆိုရင်သတိထားရမှာတစ်ခုကအရှိမကျွန်တော်တို့နံပါတ်ကောင်းတွေကိုစီထားတတ်မှဒီအနောက်ဆုံးတစ်လုံးကို3လို့အဆင်ပြေမှာပါအရှိမနံပါတ်တွေကိုမစီထားတတ်ဘူးဆိုရင်ဒီနောက်ဆုံးတစ်လုံးမှာထားမယ်ဆိုရင်အစိုးဘက်ကိုရောက်သွားနိုင်ပါတယ်ကအရှိမအကောင်းတွေစီထားမယ်ဆိုရင်
အဆုံးအစမရှိတဲ့အမွေဝင်လမ်းကြောင်းတွေကိုရရှိစေပါတယ်ပြီးတော့ကိုကတိုးတက်မှုနဲ့နည်းပညာပိုင်းဆိုင်ရာကိုကိုစားပြုပါတယ်လက်နဲ့စုပ်ကိုင်လို့မရတဲ့အရာတွေအတွက်လည်းအရန်ကောင်းပါတယ်ဥပမာနက်တွေလူမျိုးဟာတွေကိုဆောင်နက်လူမျိုးဟာတွေနဲ့လည်းအဆင်ပြေတာပေါ့နော်ပြီးတော့ကိုကဒီခုခစ်ပေါ်နည်းပညာတွေနဲ့လည်းအရန်ကိုအသုံးသင့်ပါတယ်ဖုန်းနံပါတ်ရဲ့အဆုံးမှာကိုထားရမယ်ဆိုရင်ဒီ YouTube ဗီဒီယိုတွေလောက်တာမျိုးတို့အခုဒီခေတ်မှာခေတ်စားနေတဲ့ online ပေါ်မှာအလုပ်လုပ်တာမျိုးတို့လောက်တာအရန်ကောင်းပါတယ်တကယ်တော့ဖုန်းနံပါတ်ကကရိယာတစ်ခုပါပဲပေါ့နော်အကောင်းဆုံးကရိယာတစ်ခုကိုကင်ထားပေမဲ့ကိုကအသုံးမပြုတတ်ဘူးဆိုရင်အကျိုးမပြုပါဘူးဒါကြောင့်နံပါတ်တစ်ခုထဲနဲ့နံပါတ်အကောင်းတစ်ခုထဲနဲ့မလုံလောက်ပါဘူးလူရဲ့အပြုတ်မှုနဲ့လည်းဆက်နေတာပေါ့နော်ကျွန်တော်ရှေ့ဗီဒီယိုမှာလည်းကျွန်တော်ပြောပြခဲ့ပြီးပါပဲကျွန်တော်အခုပြောသွားတဲ့အကြောင်းအရာကမွေရေးကြီးပိုင်းဆိုင်ရာရွေးချယ်ရမယ့်ကဏ္ဍတွေအကြောင်းကိုပဲကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဓိကရှောင်ရမယ့်ကဏ္ဍတွေက3ရရဲ့1ရဲ့ခွန်ရဲ့အဲ့ဒီ3လုံးကိုအဓိကရှောင်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကို like လေးနှိပ်ပေးပြီးတော့ကူညီပေးနိုင်ပါတယ်